အခုလိုမျိုးမြန်မာရာသီစားစားတာတွေပေါ့နော် line ပေါ်မတင်ကြပါနဲ့လို့တောင်းပန်ပါတယ်နော်တောင်းပန်ပါတယ်မတင်ကြပါတော့ဒီမှာမခံစားနိုင်လို့ပါတော်တော်လေးကိုမခံစားနိုင်လို့ပါကျွန်တော်လိုပဲတိုင်းတိုင်းပေါက်ရောက်တဲ့သူတွေပေါ့နော်ဒီလိုအောက်ကမြန်မာစားတာလေးတွေ့တဲ့အချိန်မှာဘယ်လိုခံစားရလဲစားကျင်နေရမလားကျွန်တော်လည်းပဲစားကျင်နေတာဒီအောက်ကမြန်မာစားတာတွေပေါ့နော်ဒီလို social media မှာကိုယ့်ရဲ့မြန်မာစားတာတွေတွေ့ပြီးဆိုရင်ရာသီစားတွေတွေ့ပြီးဆိုရင်လေစိတ်ကမယိုးမရွနဲ့လားဘယ်လိုမှမသိခံစားရတာဒီမှာအခုတည်းအဲ့အစားတာတွေကိုပြေးပြီးတော့စားပြစိတ်တွေကိုထွက်လာပါပေါ့နော်မခံစားနိုင်ဘူးပေါ့နော်ဘယ်လိုမှမသိဘူးတခါကျရင်တွေးထားတော့ရှိရပါတော့ငါမြန်မာနိုင်ငံအလဲပြန်တဲ့ခါကျရင်ဒီလင်းဘွားစနေကြီးပေါ့နော်ဒီအစားအစာတွေကိုပြီးပြီးတော့မြန်မာအစားအစာတွေကိုစားပြုံးမယ်ဆိုမှတွေးထားတဲ့ခံစားချက်တွေရောရှိပါတယ်ဒါပေမဲ့အခုတည်းရောအကောင်းလည်းမပေါ်လာသေးဘူးပေါ့နော်အခုလိုမျိုးကျွန်တော်တို့ပဲနော်ပြပရောက်နေတဲ့သူတွေလည်းအခုဘယ်လိုခံစားရမလဲတော့မသိဘူးပေါ့နော်တေးကြပါတယ်သူလည်းအဲ့လိုစားချင်နေမှာပဲငတ်တာပဲဖြစ်ဖြစ်ငတ်တာကြားတယ်လို့ပြောအဲ့မြန်မာစားတာတွေတွေ့ရင်ဒီမခံမရနိုင်အောင်တော်တော်ခံစားရတယ်။ဘာလို့စားချင်တာတလားစားတဲ့စိတ်တွေတစ်ဖက်ပေါ်နေဒါတော့ကျွန်တော်တို့ကပေါ့နော်ဒါကျွန်တော်တို့ကိုရီးယားရောက်တာကျွန်တော်ကလာပိုင်းပဲရှိသေးတယ်။နှစ်နဲ့ချီပြီးတော့လေနှစ်တွေ10နဲ့ချီပြီးတော့ရောက်လာတဲ့သူတွေဆိုရင်ဘယ်လိုခံစားရမလဲတော့မသိဘူးပေါ့နော်သူတို့ခံစားချက်တော့ပြောပြနိုင်မှာတော့မဟုတ်ဘူးသူလည်းတော်တော်လွမ်းနေမှာပေါ့နော်မြန်မာပြည်ကအစားအစာတွေကိုအဲ့လိုပဲဒီလား social media မှာမြန်မာအစားအစာတွေတွေ့ဆိုရင်တော်တော်ခံစားရတယ်ပေါ့နော်အားမလို့တနေ့နေ့တစ်ချိန်တော့မြန်မာနိုင်ငံအဲ့လိုလဲပြန်တဲ့ခါကျတော့လင်းပေါ်ဆင်းနေချင်းရအောင်စားမယ်လို့တော့ကျွန်တော်စိတ်ကူးထားပါတော့ခုထိတော့အကောင်းထဲမဖော်နိုင်သေးဘူးအဲ့ဒါလာပြပြတာပါကျွန်တော်တို့ဘောကတူလေးရှိရဲဆိုရင်လည်း comment ထဲမှာရေးခဲ့ပေးပါဦးလို့အားလုံးကျေးဇူးတင်ပါတယ်